ကဘာကျော်ဒရိုက်တာဘွန်ဂျွန်ဟိုးလို့ပြောလိုက်ရင်အားလုံးကအော်စကာဆုရပါရာဆိုက်ကိုပဲအရင်ပြင်းမြင်ကြပါလိမ့်မယ်။ဒါပေမဲ့သူ့ကိုကဘာစတင်သတိပြုမိစေခဲ့တဲ့ကိုရီးယားရုပ်ရှင်လောကရဲ့ masterpiece လို့တင်စားကြတဲ့ဇာတ်ကားကတော့2003ခုနှစ်ကထွက်ရှိခဲ့တဲ့ Memories of Mara ပါပဲ။ဒီရုပ်ရှင်ကတာမန် mystery thriller ကားတကားမဟုတ်ပါဘူး။ဇာတ်သိမ်းသွားတဲ့အတိုင်းအောင်ကြည့်ရှုသူရဲ့စိတ်ဟာရုံထဲမှာတနှုံနှုံနဲ့ကြံနေရစ်စေမဲ့လူသားတွေရဲ့မစွမ်းတာမှုနဲ့ခေတ်ကာလတစ်ခုရဲ့အမှောင်တို့ကိုထင်ဟပ်ပြထားတဲ့ထူးခြားတဲ့အမှုပညာလက်ရာတစ်ခုဖြစ်ပါတယ်။ဒီဇာတ်ကားကိုပိုပြီးလေးနဲ့စေတဲ့ချက်ကတော့ဒါဟာ1986ခုနှစ်က1991ခုနှစ်အတွင်းတောင်ကိုရီးယားနိုင်ငံဟွာဆန်မြို့မှာတကယ်ဖြစ်ပွားခဲ့တဲ့ပထမဆုံး serial killer အမှုကိုအခြေခံထားတာကြောင့်ပါအဲ့ဒီချိန်ကကိုရီးယားဟာအာဏာရှင်စနစ်အောက်မှာရှိနေပြီးစုံနောက်စနစ်တွေကအရန်ခေတ်နောက်ကျနေပါသေးတယ်ဇလန်ထဲမှာမိုးရွာတဲ့ညတွေမှာအမျိုးသမီးတွေဇက်လိုက်အသက်ခံရတဲ့ဖြစ်ရပ်တွေကကြည့်ရှုသူကိုအေးစိမ့်သွားအောင်လုပ်နိုင်တယ်လို့အမှန်တရားကိုမဖော်ထုတ်နိုင်တဲ့အခါခံစားရတဲ့နောင်တကိုလည်းအစစ်အမှန်ခံစားရစေပါတယ်ဒါဟာလူသက်သမားကိုဖမ်းဖို့စ조사ရုံနဲ့မကပဲအဲ့ဒီခေတ်ကလူဖွဲ့စည်းရဲ့အားနည်းချက်တွေကိုပါမိမောင်းထိုးပြထားတာပါဇလန်ရဲ့အသက်ကတော့စုံတောက်နှစ်ယောက်ရဲ့ကွဲပြားချမ်းသာတဲ့ဈေးရိုက်နဲ့ယုံကြည်ချက်တွေပါပဲစုံတောက်ပတ်စောင်းကန်ဟိုသူကနေကန်စုံတောက်တစ်ယောက်ပါသူဟာလူတစ်ယောက်ရဲ့မျက်လုံးကိုကြည့်ုံနေရင်တရားခံဟုတ်မဟုတ်ငါသိတယ်လို့ကြွေးကြော်လေးရှိပါတယ်လက်တွေ့တက်တဲ့ထက်သူ့ရဲ့အလိုလိုသိစေ instant ကိုပဲအားကိုးတယ်လို့တန်တရားရှိသူတွေကိုရိုက်နှက်စစ်ဆေးဖို့လည်းဝင်မလေးသူပါစုံတောက်ဆိုးသူကတော့ဆိုးမျိုးကနေရောက်လာတဲ့ပညာတတ်သူကတော့တက်တဲ့ထောက်တာ evidence ကိုယုံကြည်သူပါဒီလူမျိုးရဲ့စုံစမ်းစစ်ဆေးပုံကွဲပြားမှုတွေကဇလန်းအဆောင်မှာဟာတနှောတဲ့ပြကွက်တွေဖြစ်စေပေမဲ့လူတက်မှုတွေကတားဆီးမရစက်တိုက်ဖြစ်လာတဲ့အခါမှာတော့သူတို့နှစ်ယောက်လုံးရဲ့ယုံကြည်ချက်တွေကစတင်ရိုင်နေလာပါတယ်လူသက်သမားကိုဖမ်းဆီးဖို့ကြိုးစားရင်သူတို့ကိုယ်တိုင်ဘယ်လိုစိတ်ပိုင်းဆိုင်ရာပြုတ်လဲသွားသေးဆိုတာကတော့ဒီဇက်ကားရဲ့အနှစ်သာရပါပဲဒရိုက်တာဘွန်ဂျွန်ဟိုဟာတန်ရှင်ဇက်ရှင်ကိုဘယ်လိုထိန်းရမလဲဆိုတာကောင်းကောင်းပြသသွားပါတယ်ဇလန်းတစ်လျှောက်လုံးမှာတရားခံကိုဘယ်တော့မှအနှီးကမပြပဲပြိတ္တကိုအတူတူစုံတောက်လိုက်ရတယ်လို့ခံစားချက်မျိုးပေးစွမ်းထားပါတယ်လေကွင်းမြင်ကြီးတွေမှောင်မိုက်နေတဲ့ဥမေလိုင်ကောင်းတွေနဲ့မိုးရနေတဲ့ညတွေရဲ့ cinematography အရန်ကိုဆရာကြလွန်ပါတယ်အထူးသဖြင့်မင်းသားကြီးစောင်းကန်ဟိုရဲ့တရုပ်ဆောင်ချက်တွေကပြောရမလို့အောင်ပြောင်းပြောင်းလာပြီးစက်ကောင်ရဲ့ဒေါသနဲ့အားမလို့အားမရမှုတွေကိုပြိတ္တစီတိုက်ရိုက်ခတ်စေပါတယ် Memories of Mara ဟာတင့်ကိုအသိချက်ထားတဲ့အဖြစ်တစ်ခုပေးမှာမဟုတ်ပါဘူးအဲ့ဒီစားတင့်ကိုမိကုန်းတွေအများကြီးထုတ်ခိုင်းသွားမယ်ကားမျိုးပါဇလန်ထဲမှာစုံတော့တွေကတရားခံကိုဖမ်းပြီးဖို့နီးစပ်သွားလိုက်ပြန်ဝေးသွားလိုက်နဲ့တန်တရားလင်းတရားကိုတွေ့ရပါလိမ့်မယ်ဒီဖြစ်စဉ်မှာသူတို့ရဲ့လူသားဆန်မှုတွေဘယ်လိုပျောက်ဆုံးသွားတယ်လဲအမှန်တရားကိုရှာဖွေရင်ဘယ်လိုလမ်းပြောက်သွားတယ်လဲဆိုတာကိုရိုက်ပြထားတာကရင်နာဖို့ကောင်းပါတယ်သူတို့ပြင်ဇသိန်းကမှာမင်းသားရဲ့မျက်လုံးတွေကနေတဆင့်ပေးသွားတဲ့မက်ဆေ့ဟာရုပ်ရှင်သမိုင်းမှာအမှတ်တရဆုံးအခိုက်အတန့်တစ်ခုဖြစ်ပြီးတရားခံကငါတို့ကြားထဲမှာပဲရှိနေနိုင်တယ်ဆိုတဲ့အသည့်ကတင့်ကိုကြောက်ရွံ့သွားစီပါလိမ့်မယ်အချုပ်အားဖြင့်ဆိုရရင် Memories of Mara ဟာရိုးရိုးစုံတော့ကားတကားတဲ့အများကြီးပိုပါတယ်ဒါဟာလူသားတွေရဲ့မစွမ်းသာမှုနောင်တနဲ့အမှန်တရားကိုရှာဖွေဖို့ကြိုးစားရင်းလမ်းပြောက်သွားရတဲ့စုံတော့တွေရဲ့မှတ်တမ်းတစ်ခုပါတင်ဟာစုံတော့ကားတွေကြိုက်တတ်တယ်ရင်တထိတ်ထိတ်နဲ့ကြည့်ရတာမျိုးနှစ်တက်တယ်ဆိုရင်တော့ဒီ masterpiece ဟာတင့်အတွက် must watch စရင်းထဲမှာရှိနေရမယ်ကားတကားဖြစ်ပါတယ်ကြည့်ပြီးသွားရင်တော့တင့်ကိုအတွေးထဲမှာနှစ်ပေါင်းများစွာထောင်ချထားမယ်ဒီဇာတ်ကားကိုပဲအခုပဲကြည့်ရှုဖို့တိုက်တွန်းနေပါတယ်ကျေးဇူးပါဗျာနောက်မှပြန်တွေ့ကြတာပေါ့